မနှက်ဖြံမှာမကြွရောက်နိုင်တဲ့အတွက်ကြောင့်ဓမ္မရေအေးမတိုက်ကြီးနိုင်တဲ့အတွက်ကြောင့်မနှက်ဖြံညမှာဘုန်းကြီးတို့ရဲ့ညဇေဒီပရိယတိစာသင်တိုက်ကြီးရဲ့ပြင်စမမြင့်မို့မုဒိတာနှလုံးသားပိုင်ရှင်ဖြစ်တဲ့အဘိဓိစ္စမဟာရဒဂုရုဘဝတ္တိပိုင်ရှင်ဘဝတ္တိပိုင်ရှင်ညဆရာတော်ဖျားမှာတပည့်များဓမ္မမိတ်ဆွေများနဲ့ယဉ်ချင်းအပ်၍သူ့ယင်နဲ့ကိုယ်ယင်နဲ့ရှိတဲ့တရားရှိတဲ့စကားတွေကိုဖလှယ်သည့်အနေအားဖြင့်ဓမ္မရေအေးအမြိုက်ရှိကိုမနှက်ဖြံညမှာမြဆရာတော်ဘုရားမှာတိုက်ကြွေးသွားမယ်ဆိုတာဘုန်းကြီးကြိုတင်ပြီးတော့နှိုးဆော်တိုက်တွန်းပေးရခြင်းပါပဲဖြစ်ပါတယ်1389ခုနှစ်နရောလာဇန်17ရက်15ရက်12လ2025တလင်းလာနေ့မှာတော့ရွှေကျင်သာသနာပိုင်ကမ္ဘာဗုဒ္ဓသာသနာပြုဆရာတော်တစ်ပါးဖြစ်တဲ့ဒီတကူဆရာတော်ဟာနောက်ဆုံးအောင်ပွဲညမှာဓမ္မရေအေးဓမ္မရေချမ်းမူပြည်နယ်သူမူပြည်နယ်သားတွေကိုပက်ဖြန်းပေးမယ်ဆိုတာကြိုတင်ပြီးတော့ကြီးညာပေးရခြင်းပဲဖြစ်ပါတယ်မွန်ပြည်နယ်မော်လမြိုင်မြို့မြစီရီစာသင်တိုက်ကြီးအဓိပတိမဟာနာယကမြစီရီဆရာတော်ဘုရားကြီးအဘိဓိစ္စဂုဏပူဇာဓမ္မသဘင်စရုဒ္ဓညဖြစ်ပါတယ်9 ရက်9 လီကျင်းပမဲ့အဘိဓိစ္စအထိမ်းအမှတ်ကုသိုလ်ပြုပွဲကြီးရဲ့ညချမ်းဓမ္မသဘင်4 ညမြောက်မှာဒီနေ့ဟောကြားမဲ့ဆရာတော်ကတိပိဋကတရဓမ္မဗန္နာဂါရိကတရားဗန္နာတိုက်ကြီးဖြစ်ပါတယ်ပိဋက3 ပုံကိုနှုတ်နဲ့ရွတ်ဆိုအလွတ်ကျက်နိုင်ုံနဲ့မကဘဲနဲ့တိပိဋကတရဘွယ်ရဖို့ဆိုတာစာအုပ်အထူကြီးတွေအလုံးတွေ့ဘူးမှာပါအဲ့ဒီစာအုပ်အထူကြီးတွေရဲ့အုပ်ရည်ပေါင်း40 အုပ်ကိုအလွတ်ကျက်ရတာဖြစ်ပါတယ်အဲ့ဒီအလွတ်ကျက်ရတဲ့စာအုပ်တွေကပါဠိစာပေတွေဖြစ်ပါတယ်ဒါဆိုရင်ဒီဆရာတော်ဘုရားကြီးရဲ့ဉာဏ်တော်ကိုမှန်းဆသိကျင်တယ်ဆိုရင်ဒီပရိသတ်တွေဂါထာတစ်မျက်နှာလောက်စာရွက်တစ်မျက်နှာလောက်အရင်ကြည့်ကြည့်ရင်ပို့ပြီးတော့ကိုချင်းစာပြီးသိမှာဖြစ်ပါတယ်တစ်မျက်နှာနည်းနည်းများသေးတယ်ဆိုရင်ဒဂါထာပေါ့ဒဂါထာနည်းနည်းများသေးတယ်ဆိုရင်ဓမ္မဂရိကဆရာတော်တွေချပေးတဲ့လင်္ကာတစ်ခေါက်နဲ့ငါရမရဆိုတာကိုဉာဏ်ကိုစဉ်းစားကြည့်ပေါ့ဒါကြောင့်အဲ့ဒီလိုပိဋကစာအုပ်တွေကိုအလွတ်ကျက်ပြီးတော့ပြန်ဆိုနိုင်တယ်သဘောအဓိပ္ပာယ်တွေအထကရာသီကာတွေကိုနားလည်ကျွမ်းကျင်ပြီးတော့ရေးဖြေပါအောင်မြင်မှသာတိပိဋကတရတိပိဋကကောဝိဒဘွယ်စိတ်တော်ရရှိတာဖြစ်ပါတယ်ခုဒီညဖူးတွေ့ခွင့်ရမယ့်ဆရာတော်ဘုရားဟာရွှေတုတိပိဋကတရမော်ကျွန်းဆရာတော်ဘုရားကြီးဖြစ်ပါတယ်ဓမ္မဗန္နာဂါရိကတရားဗန္နာဇိုတရားဗန္နာတိုက်ဆရာတော်ကြီးဖြစ်ပါတယ်မိမိတို့အဘိဓိစ္စဆရာတော်ကြီးကိုအကြောင်းပြုပြီးတော့တိပိဋကရဆရာတော်ကိုတို့သူတွေအပအဝင်ဖူးခွင့်ရတယ်ဗုဒ္ဓလေးမျိုးတွေကသုတ္တဗုဒ္ဓကိုတို့သူတွေဖူးခွင့်ရတော့မှာလို့ဝမ်းမြောက်ဝမ်းသာကြိုပြီးတော့ဖြစ်စေချင်ပါတယ်ဒီညဓမ္မသဘင်မှာထူးခြားတဲ့
အစီအစဉ်တစ်ခုအားလုံးဆရာတော်မကြွလာခင်မှာအားလုံးအစီအစဉ်လေးတစ်ခုထဲပါမယ်အဲ့ဒါကတော့တခြားမဟုတ်ပါဘူးဒီပွဲအတွင်းမှာတင်ဖြစ်ပေါ်လာတဲ့ဘဝတွေကိုရွှေစီပေးတဲ့မြစေတီဆိုတဲ့သချင်းတစ်ပုဒ်ဖြစ်ပါတယ်အဲ့ဒါကတော့ဆရာတော်ဘုရားရဲ့တပည့်တစ်ပါးကပုံညကျော်ချိုးလို့ကလောင်တက်ပြီးတော့ရေးသားထားတဲ့စာသားတွေဖြစ်ပါတယ်အဲ့ဒီစာသားတွေကဒီလိုပွဲမျိုးနဲ့အလွန်လိုက်ဖက်တဲ့စာသားတွေဖြစ်တဲ့အတွက်ကြောင့်မြစေတီနဲ့ဆက်ဆက်တဲ့ကုသိုလ်ဆက်ဆက်တဲ့ပုဂ္ဂိုလ်တိုင်းကံဆက်ဆက်တဲ့ပုဂ္ဂိုလ်တိုင်းနှလုံးသားကိုထိစေတဲ့စကားလုံးများဖြစ်ပါတယ်မွန်တို့ရဲ့ယာမညဌာနီသာသနာအစတီဆိုပြီးတော့စကားလုံးနဲ့စပါတယ်မွန်ပြည်နယ်ရဲ့သာသနာအစတီခဲ့တဲ့နေရာဌာနကြီးလို့ရည်ညွှန်းလိုက်တာဖြစ်ပါတယ်ထိန်လင်းဝေစီထိန်လင်းနေတယ်တဲ့မွန်ပြည်နယ်မှာသာသနာဟာထိန်လင်းနေတယ်လို့ဆိုလိုတာဖြစ်ပါတယ်အကျော်တွေလှိုင်အပျော်တွေကြိုင်တဲ့မော်လမြိုင်မဟီအကျော်အမော်တွေအလွန်ပေါ်ပရိယတ္တိအကျော်မော်တွေပရိပတ်တိအကျော်မော်တွေအလွန်ပေါ်တဲ့နေရာဌာနလို့ညွှန်းရရောက်ပါတယ်ပရိယတ္တိအကျော်မော်အဘိဓိဇမြတ်စေတီဆရာတော်ဘုရားတို့လိုဆေးပြူဆရာတော်ဘုရားတို့လိုမဟာမြိုင်ဆရာတော်ဘုရားတို့လိုတိပိဋကကမ္မောဇဆရာတော်ဘုရားတို့လိုမစိုးရိမ်စာသင်တိုက်ဆရာတော်ဘုရားတို့လိုပရိယတ္တိဘက်မှာလည်းအကျော်မော်တွေများစွာစိန်မမပရိယတ္တိစာသင်တိုက်တို့လိုများစွာအကျော်တွေလှိုင်နေပฏิပတ်တိဘက်မှာလည်းပဲမွန်ပြည်နယ်ရဲ့သာသနာအစဖြစ်သလိုထိန်လင်းဝေစီဘလောက်ထိထိန်လင်းနေလဲဆိုရင်ကဘာကိုသာသနာပြုနေတဲ့ဖောက်တော်ရဆရာတော်ရဲ့ပင်မဖောက်တော်ရဆိုတာမွန်ပြည်နယ်ကဖြစ်ပါတယ်ကဘာထိအောင်ဖြန့်ပြစ်တာဖြစ်ပါတယ်ဒါကြောင့်မွန်ပြည်နယ်ကိုမွန်တို့ရဲ့ယာမညဌာနီသာသနာအစတီလို့ရေးတဲ့စာရေးဆရာကရေးပေးတာဖြစ်ပါတယ်ထိန်လင်းဝေစီအကျော်တွေလှိုင်အပျော်တွေကြိုင်တဲ့မော်လမြိုင်မဟီတဲ့မော်လမြိုင်မြို့ကြီးကိုအကျော်အမော်တွေပေါ်တဲ့မြို့ကြီးဖြစ်တင်စားလိုက်တာဖြစ်ပါတယ်မြတ်တို့ရဲ့မြစေတီသာသနာဝင်းပါလှသည်အဲ့ဒီထဲမှာမှမြတ်မိသားစုမြတ်စေတီနဲ့ဆက်ဆက်တဲ့သူတွေအားလုံးရဲ့သာသနာဟာလဲဝင်းပပြီးလှပနေပါတယ်တဲ့ဘဝတွေကိုရွှေစီပေးတဲ့မြတ်စေတီတဲ့ခုလိုဘဝတွေကိုရွှေစီပေးတယ်ဆိုတာကဖះကိုရွှေသင်္ကန်းကတ်တယ်လို့လူတွေကိုလိုက်သုတ်ပေးတာမဟုတ်ပါဘူးဘဝတွေကိုရွှေစီပေးတယ်ဆိုတာကုသိုလ်ဆိုတဲ့အနှစ်ရွှေအနှစ်တွေနဲ့ပြည့်ဝအောင်စီပေးတာဟာမြတ်စေတီပါပဲခုဆိုရင်ကြည့်ပေါ့ကွင်းလုံးပြည့်ရှံကုသိုလ်တွေလှိုင်ပြီးတော့ရရှိစေတာဖြစ်ပါတယ်အဲ့ဒါဘဝတွေကိုလူတွေရဲ့ဘဝတွေကိုရွှေစီပေးတဲ့မြတ်စေတီလှစေလို့အသေးတီပေးတဲ့မြတ်ထေကြီးအားလုံးကိုကုသိုလ်တွေနဲ့လှစေခြင်းနဲ့ကျက်တည်မင်္ဂလာတွေနဲ့ပြည့်စုံစေခြင်းနဲ့ကုသိုလ်တွေပြည့်စုံပြီးကျက်တည်တွေနဲ့ပြည့်စုံစေခြင်းတဲ့အတွက်ကြောင့်အသေးတီတဲ့မြတ်ထေကြီးတဲ့မြတ်ထေကြီးဆိုတာအဘိဓိဇဆရာတော်ဘုရားကြီးကိုရည်ညွှန်းတာဖြစ်ပါတယ်အဘိဓိဇဆရာတော်ဘုရားကြီးကိုအကြောင်းပြုပြီးတော့ကျက်တည်မင်္ဂလာပြည့်စုံတဲ့မွန်ပြည်နယ်ရဲ့ဓမ္မသဘင်ပွဲကြီးကိုကြည်ကြည်ပေါ့တို့တွေဟာဆရာတော်ကရှိခဲ့လို့ဆရာတော်ကိုအကြောင်းပြုလို့ဒီလိုကုသိုလ်အလှတွေနဲ့ကျက်တည်တည်ခွင့်ရနေတာဖြစ်ပါတယ်မြတ်အစုံမြတ်ဂုံနဲ့မြတ်ယုံလုံးမြတ်တွေဝေစီတဲ့တပင်နဲ့မဟုတ်ဘူးတဦးတည်းမဟုတ်ဘူးတယောက်တည်းမဟုတ်ဘူးတပည့်တစ်ပါးတည်းမဟုတ်ဘူးစာသင်တိုက်တစ်တိုက်လည်းမဟုတ်ဘူးအားလုံးစာသင်တိုက်တွေပေါင်းစုဆရာလေးကျောင်းတွေပေါင်းစုရက်ကွက်မြို့နယ်တွေပေါင်းစုပြီးတော့အယုံလိုက်မြတ်အစုံမြတ်ဂုံနဲ့မြတ်ယုံလုံးမြတ်တွေဝေစီနိုင်ငံလုံးရဲ့အမှုခေါင်အရာတီအဘိဓိဇမဟာရထကုရုဆိုတာတနိုင်ငံလုံးရဲ့ထိတ်ခေါင်တင်လို့ဆိုလိုတာဖြစ်ပါတယ်ဗဒ္ဒနာဝိမလဗုဒ္ဓထေမြတ်မဟာဂုံကြီးဧကဘိဓိဇမြင့်မြတ်လှသည်မြတ်ဂုံဆောင်တဲ့မြတ်ထေကြီးအလတရေတည်တဲ့အဘိဓိဇမဟာရထကုရုပူဇော်ကြပြီခုဘိဓိဇမဟာရထကုရုပူဇော်ဝေကျင်းပနေကြပြီတဲ့အဲ့ဒီလိုကျင်းပတဲ့အခါမှာမင်္ဂလာတွေဝေစီမင်္ဂလာပေါင်းတွေဝေစီနေပြီတဲ့ဘဝတွေကိုရွှေစီပေးတဲ့မြတ်စေတီလှစေလို့အတရေတီပေးတဲ့မြတ်ထေကြီး
မြအစုံမြကုံနဲ့မြယုံလုံးမြတွေဝေစီဝေးလဲမမေ့အလှဝေးနေကြပေမဲ့မြစီရီဆိုတဲ့ဂုံပုတ်ကိုမမေ့ကြဘူးတဲ့ခုဆိုရင်အဝေးကတပည့်တွေဒကာဒကာမတွေကလည်းသူတို့စွမ်းနိုင်တဲ့သရအားနဲ့လှမ်းလှူလှမ်းကူကြတာတွေကိုကြည့်ရင်ဝေးလဲမမေ့ဝေးလဲမမေ့အလှသွေးထဲမှု့ကြတဲ့မြအချစ်မြအနှစ်တွေစုံစုံကြီးတဲ့ဝေးလဲပဲမမေ့ကြဘူးတဲ့ဆရာတော်ဘုရားကြီးကိုတတိတရားနဲ့တပည့်တွေဆိုရင်လည်းဒီနေ့မှာရဝေးတပည့်ကြီးတွေမြစေရီရဲ့တပည့်ကြီးတွေလာရောက်ပြီးတော့စုံညီကြတာဖြစ်ပါတယ်ဝေးလဲမမေ့အလှသွေးထဲမှု့ကြတဲ့မြအချစ်မြအနှစ်တွေစုံစုံညီမြအတရေမြအဖေမြထေအားသူပြောစွာပူဇော်ကြသည်တဲ့အဘိဓိဆရာတော်ဘုရားကြီးကိုဖခင်လို့တင်စားပြီးတော့အားလုံးတပည့်ဝန်သားတွေတပည့်ဒကာဒကာမတွေအားလုံးကပူဇော်နေကြပြီတဲ့သူပြောစွာပူဇော်ကြသည်တက်တော်ရာကျော်အထိနှစ်စဉ်ပြန်ဆောင်ကြဖို့အတည်တဲ့အားလုံးကဆရာတော်ဘုရားကြီးကိုအတူတူပူဇော်ကြခုလိုကွင်းလုံးပြည့်ချံပူဇော်ကြပြီးတော့ဆရာတော်ဘုရားတွေကိုတက်တော်ရာကျော်အထိနှစ်စဉ်ပြန်ဆောင်ကြဖို့အတည်လို့အချစ်အကြည်နဲ့မေတ္တာကြီးတဲ့အားလုံးမွန်ပြည်နယ်သူပြည်နယ်သားတွေကဆရာတော်ဘုရားကြီးကိုအကြောင်းပြုပြီးကုသိုလ်တွေစုံကြည်စွာရရှိကြတာဖြစ်တဲ့အတွက်ကြောင့်ဆရာတော်ဘုရားအသက်တော်ရာကျော်အထိတည်ပါစေအဲဒီလိုစိတ်စေတနာအနေနဲ့ပြည့်ဝနေတယ်ဒါကြောင့်ဘဝတွေကိုရွှေစီပေးတဲ့မြစေတီလှစေလို့အသေးတည်ပေးတဲ့မြထေကြီးမြအစုံမြကုံနဲ့မြယုံလုံးမြတွေဝေစီဆိုပြီးတော့စာသားတွေရေးဖွဲ့ထားတာဖြစ်ပါတယ်အဲ့ဒီစာသားတွေရေးဖွဲ့ထားတာကဓမ္မသဘင်တွေရှင်းပါမှဘုံဘုံတို့စီရောက်လာတာဖြစ်ပါတယ်အဲ့ဒီလိုရောက်လာတော့မှကမန်းကရန်ဒီဟာကိုစာသားတွေဖြစ်တန်စင်ဖြစ်လူနာတဲ့ရောက်အောင်လူတွေနားဝင်သွားအောင်ဆိုပြီးတော့ကျွမ်းကျင်တဲ့အနုပညာဘက်မှာတက်ကျွမ်းတဲ့ဘီလင်းကအဆိုတော်လင်းထိုက်စီကိုအကူအညီတောင်းပြီးတော့ဒါလေးကိုတချင်းဖြစ်အောင်စီစဉ်ပေးစမ်းမှာစီစဉ်ပေးပြီးတော့သူချက်ချင်းကမန်းကရန်လှုပ်ပေးကြပါတယ်အဲ့ဒါအမြန်လှုပ်ရတာဖြစ်ပါတယ်ဒါကြောင့်အဲ့ဒီနေ့မှာတော့သူကိုယ်တိုင်ဒီနေ့တရက်ချိန်ရတဲ့အတွက်ကြောင့်သူကိုယ်တိုင်အခါတိုင်းဖွင့်နေတဲ့တခြင်းမှာပဲဒုတိယနေ့ကစပြီးဖွင့်နေတဲ့တခြင်းမှာပဲအဲ့ဒီတခြင်းမှာသူကိုယ်တိုင်လာရောက်ပြီးတော့အဆိုတော်ကိုယ်တိုင်ဒီနေ့တညတာတော့သူကိုယ်တိုင်လာဆိုပြမှာဖြစ်ပါတယ်အဲ့ဒါလေးကိုလည်းဒီတခြင်းစာသားတွေကိုအာယုံစိုက်ပြီးတော့အားပေးဖို့ဘုံဘုံတို့ဆရာတော်မကြခင်လေးလင်းထိုက်ကိုဆိုခိုင်းပါမယ်အားလုံးပဲသဘောကျနှစ်တဲ့ရင်တော့စုငွေလည်းချလို့ရပါတယ်နော်အဲ့ဒါဆိုတော့လင်းထိုက်ဒီဆိုပေးဖို့ဖိတ်ခေါ်ပါတယ်ပြည်သူများအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တချင်းအကြောင်းအရာတော့ဆရာတော်ဘုရားအကုန်လုံးဒီပါပြောပြပြီးပါပြီနော်တကယ်ကိုအမြန်ဆုံးလုပ်ခဲ့ရပါတော့ကျွန်တော်ဘဝမှာတစ်ခါမှကျွန်တော်ဘဝမှာမဟုတ်ပါဘူးဘယ်ဆိုတော့ပဲဖြစ်ဖြစ်ဘယ်တီးဆရာပဲဖြစ်ဖြစ်တစ်ခါမှအဲ့လိုမျိုးတချင်းတစ်ပုတ်ကိုအနည်းဆုံးတော့တစ်လလောက်တော့အချိန်ယူပြီးတော့လုပ်တယ်ပေါ့နော်ကျွန်တော်မှာဆရာတော်ဖုံးဆက်ပြီးတာနဲ့ချက်ချင်းရေးတဲ့စာသားတွေကိုတန်စင်ဖြစ်အောင်ဒီဝိုင်းသမားတွေနဲ့အားလုံးတိုင်ပင်စတူဒီယိုမှာအတန်သွင်းပါညာအားလုံးအချိန်ကတရက်နဲ့တမနက်ပါပဲတရားလုံးကျွန်တော်တို့အဖွဲ့တွေစူးစမ်းပန်းသားနဲ့ဆရာတော်ကြီးကိုဂုဏ်ပြုခွင့်ရတာလဲအမတန်မှကျွန်တော်တို့အခွင့်ထူးပါတယ်ကျွန်တော်ဆိုလို့ရှိရင်ဆရာတော်ကိုလုံနေရင်တန်းနဲ့မရတော့ဘူးလက်လျှော့လိုက်တော့မယ်ဆိုပြီးတော့ဖုံးပြန်ဆက်မလို့ဒါပေမဲ့ဖြစ်အောင်ပြန်လုပ်မယ်ဆိုပြီးတော့အားလေးတင်းပြီးတော့ပြန်လုပ်ဖြစ်သွားပါတယ်နော်အဲဒီချင်းလေးဖြစ်သွားပါတယ်လုပ်ခွင့်ပေးတဲ့အတွက်ရောနောက်ပြီးတော့ဒီနေရာမှာအခုဒါရက်နေတယ်ဆိုတာဆရာတော်ကြီးရဲ့ဖုန်းတကူကြောင့်ကျွန်တော်ဒီနေရာမှာရက်ခွင့်ရတာပါကျွန်တော်ကိုယ်တော့တော်တော်လေးကိုရင်းခုန်တဲ့တော့ပြန်ကြားနေရပါဒီပရိသတ်ရှိပါလာရက်ခွင့်ရတာပါတော်တော်လေးကိုဂုဏ်ယူဖို့ကောင်းနေပါပြီကျေးဇူးများတင်ပါတယ်ဘဝတွေရွှေစီပေးတယ်များစေဒီတခြင်းလေးကိုဆိုပြကြပါလေနားဆင်ပြပါဦးခင်ဗျာ
များကုန်နဲ့များယုံလုံးများတွေဝေးစီမွန်တို့ရဲ့ရာမယ်ညထားနေသာသနာအစားတီထိန်လင်းဝေးစီကြော်ရီလိုက်ပျော်ရီကြိုင်တဲ့မော်လံမြိုင်ညာတို့ရဲ့များစေဒီသာသနာဝင်းပါလာသည်ဘဝတွေကိုရွှေစီပေးတဲ့များစေဒီလှစေလို့အသေးတီးပေးတဲ့များထေကြီးညဆုံးညကုန်နဲ့များယုံလုံးများတွေဝေးစီနိုင်ငံလုံးရဲ့အမှုအခေါင်ရာတီပတ္တနာဝီမလာဗုဒ္ဓီထင်းမြမဟာဂုံကြီးအကပီရစာမြေမြတ်လာသည်မြတ်ကုံဆောင်တဲ့မြတ်ထေကြီးအလားသေးတီဘီဇမ်ဟာရန်တာဂူရူပူဇော်ကြမည်မင်္ဂလာတွေဝေဝေစီမြအချစ်မြနဲ့တွေ့ဆုံစုံကြီးမြတရေမြဖေမြမထေအားသူပြောစွာပူဇော်ကြသည်တတ်တော်ရာကျော်ဒီနေ့စဉ်ပြန်ဆောင်ကြဖို့ဒီချစ်ကြည်နဲ့မေတ္တာကြီးလာစေလို့အသေးတီးပေးမြတ်ထေကြီးမြတ်ဆုံးမြတ်ကုန်နဲ့မြတ်ယုံလုံးများတွေဝေးစီမွန်တို့ရဲ့ရာမယ်မြတ်ထာနေသာသနာအစားတီထိန်လင်းဝေးစီကြော်ရီလိုက်ပျော်ရီကြိုင်တဲ့မော်လံမြိုင်လာစေလို့အသေးတီးပေးမြတ်ထေကြီးမြတ်ဆုံးမြတ်ကုန်နဲ့မြတ်ယုံလုံးများတွေဝေးစီနိုင်ငံလုံးရဲ့အမှုအခေါင်ရာတီပတ္တနာဝီမလာဗုဒ္ဓီထင်းမြမဟာဂုံကြီးအကပီရစာမြေမြတ်လာသည်မြတ်ကုံဆောင်တဲ့မြတ်ထေကြီးအလားသေးတီBizam haranta guru
ရဲ့မြအချစ်မြနဲ့တွေ့ဆုံဆုံညီမြတရေမြအဖေမြမထေအားသူပြောစွာပူဇော်ကြသည်တတ်တော်ရာကြောဒီနေ့စဉ်ပြန်ဆောင်ကြဖို့ဒီချစ်ကြည်နဲ့မေတ္တာကြီးကျေးဇူးများတင်ပါတယ်ခင်ဗျာဒီနေ့ဒီမှာကြွားရတဲ့အပိသက်များအားလုံးကိုယ်စိတ်နှပြချမ်းသာချမ်းသာကြပါစေကျွန်တော်တို့များစေဒီဆရာတော်ဘုရားကြီးလည်းတက်တော်ရကြောရှိပါစေတန်တရာပြုလုပ်ငန်းများကိုစတဲ့တပိုးတိုးတက်ပြီးတော့ဆောင်ရွက်နိုင်ပါစေယနေ့ဒီမှာကြွားရတဲ့ကျွန်တော်ဖိုးဖွားညီကိုမောင်တော်များအားလုံးယနေ့ဒီချိန်မှာစပြီးတော့ကိုမျိုးကိုဘာသာကိုသာသနာနဲ့ကိုနိုင်ငံတော်ကိုကာကွယ်ထိန်းသိမ်းစောင့်ရှောက်နိုင်သောအမျိုးကောင်းသားမျိုးကောင်းသမီးများအားလုံးဒီထက်ပိုပြီးဖြစ်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးခဲ့ပါတယ်ကျွန်တော်ကလင်းထိုက်ဖြစ်ပါတယ်ကျွန်တော်သစ္စာရိတ်တဲ့တခြင်းနဲ့ဒီမော်လမြိုင်ကဆရာတော်ဘုရားများရဲ့ကျေးဇူးနဲ့လင်းထိုက်ဆိုပြီးတော့အနုပညာလောကမှာနာမည်လေးတစ်လုံးနဲ့ယက်တည်နေနေတာလဲကျွန်တော်တို့ဒီမော်လမြိုင်ဆရာတော်များရဲ့ကျေးဇူးကြောင့်ပါကျွန်တော်နာမည်လင်းထိုက်ဖြစ်ပါတယ်ကျွန်တော်ဘီလင်းကနေပါတယ်ဘီလင်းသားပါခင်ဗျာကျေးဇူးများတင်ပါတယ်ခင်ဗျာလက်ခုပ်တီးတာဘီလီယံလူတွေလားမသိဘူးဒီနေ့တိပိဋကဒရဓမ္မဗန္နာဂါရိကရွှေတုတိပိဋကဒရမော်ကျွန်းဆရာတော်ဟောကြားရှိမြတ်မှာဖြစ်ပါတယ်စောစောကပြောခဲ့သလိုတိပိဋကဓမ္မဗန္နာဂါရိကဒီဆရာတော်ဘုရားကြီးဟာပိဋကသုံးပုံနှုတ်ငုံဆောင်ပြီးတော့ရေးဖြည့်အားလုံးအောင်မြင်တဲ့အတွက်ကြောင့်တိပိဋကကောဝိဒတိပိဋကဒရတိပိဋကကောဝိဒဘောဓိစိတ်တော်ရရှိတာဖြစ်ပါတယ်ဒီဆရာတော်ဘုရားကြီးရဲ့ဉာဏ်တော်ကိုအာယုံပြုပြီးတော့ပူဇော်ခွင့်ဒီညဓမ္မဗန္နာတိုက်ကြီးရဲ့တရားတော်များကိုနာကြားခွင့်ရတော့မှာဖြစ်ပါတယ်ဒီနေ့ညဓမ္မဒါနတိပိဋကဓမ္မဒါနတရားအလူရှင်ကတော့အလူရှင်ဦးအောင်ကျော်ဦး MCC ကွန်ပျူတာမိသားစုမယန်းကုန်းရက်က350မတ္တိလှူဒါန်းတာဖြစ်ပါတယ်ပြီးတော့ဆရာလေးဒေါ်ဒီပင်္ဂရာထေရီနဲ့မောင်နှမများမောင်ငံကွင်းရက်က30လှူဒါန်းတာဖြစ်ပါတယ်အဲ့ဒီမှာလည်းပဲစောစောကဒေါ်ဒီပင်္ဂရာထေရီဆိုတာမော်လမြိုင်သူဖြစ်ပါတယ်မော်လမြိုင်သူကခုဆိုရင်ကဘာလှည့်ပြီးတော့တရားပြနေတာဖြစ်ပါတယ်မြန်မာပြည်မှာသိမရှိပါဘူးသူတရားစခန်းတွေကကဘာမှာများတာဖြစ်ပါတယ်ကဘာကနေပြီးတော့သူ့ရဲ့တရားပြသမှုအလွန်ထိရောက်အောင်စွမ်းဆောင်နိုင်တဲ့အတွက်ကြောင့်သူ့ကိုလေစိတ်တွေမှာတို့တရားပွဲတွေမှာလို့ကြိုးစိုးရင်တကယ်ကိုခုဘုံဘုံတို့ဓမ္မဂရိကတွေကြိုတာထက်သာပါတယ်ပန်းစည်းတွေအများကြီးနဲ့ပန်းတွေခင်းပြီးတော့ကြာကြာနာနာကြိုးစိုးကြတာဖြစ်ပါတယ်အဲ့ဒါမော်လမြိုင်သူဖြစ်ပါတယ်ဘုံဘုံတို့နဲ့ကတော့ဆရာတော်ဘုရားကြီးကိုအကြောင်းပြုပြီးတော့သူ့ရဲ့ပြင်ဦးလွင်ရိပ်သာပြင်ဦးလွင်မှာဗြဟ္မဝိဟာရီဆိုပြီးတော့ရိပ်သာတည်ထောင်ထားပါတယ်အဲ့ဒီရိပ်သာမှာဘုံဘုံတို့ကတော့4 ခေါက် 5 ခေါက်လောက်တော့ရောက်ဖူးပါတယ်အဲ့ဒီ4 ခေါက် 5 ခေါက်လောက်မှာသူ့ရိပ်သာကနိုင်ငံသားတွေကြီးရှိတာဖြစ်ပါတယ်အဲ့ဒီဆရာလေးဒေါ်ဒီပင်္ဂရာထေရီဆိုတာဒီမောင်ငံကဖြစ်ပါတယ်မော်လမြိုင်သူပါတက္ကသိုလ်ဂရိကကနေပြီးတော့ဖောက်တော့ရဆရာတော်ဘုရားကြီးထံမှာတရားအားထုတ်ရင်းနဲ့နောက်ဆုံးတော့ပြန်မထွက်တော့ဘဲနဲ့အဲ့ဒီဘက်ကိုထူးထူးချွန်ချွန်နဲ့တရားပြနေကဘာလှည့်
ပြီးတော့တရားပြသနေတဲ့ဝိပဿနာသာသနာပြုဖြစ်ပါတယ်ဒေါ်တိပင်္ဂရာထေရီပါဆရာတော်ဘုရားကြီးဘွဲရစဉ်ကလည်းပဲဘွဲရပြီးချင်းမှလည်းပဲတင်ဦးလွင်ရိတ်တာရောက်သွားတော့ဆရာတော်ဘုရားကြီးနဲ့ဘုန်းတော်အတူရောက်သွားတော့အဲ့ဒီမှာလည်းသူမရှိပေမဲ့လှမ်းပြီးတော့အဲ့မှာလည်းသိညာရှိပြီးလှမ်းပြီးပူဇော်ပါတယ်အခုလည်းပဲထပ်ပြီးတော့သိညာကျော်ထပ်ပြီးပူဇော်တာဖြစ်ပါတယ်ဒါကြောင့်အဲ့ဒါမွန်ပြည်နယ်ဆိုတာခုနစာသားတွေဟာယင်ထဲထိတယ်ဆိုတာအဲ့ဒါတွေကြောင့်ဘုန်းဘုန်းတို့ယင်ထဲကိုရောက်တာဖြစ်ပါတယ်အကျော်တွေလှိုင်အပျော်တွေကြိုင်တဲ့မော်လမြိုင်မဟီဆိုတာအကျော်မော်တွေအရန်ပေါ်ပါတယ်လို့အဲ့ဒါလေးကိုစာသားကိုရေးသားတဲ့ပုံညကျော်ချိုပုံညကျော်ချိုဆိုတာဝင်လင်းပြောတော့ဆရာတော်ရဲ့တပည့်ဘုန်းကြီးတစ်ပါးပါပဲเนาะအဲ့ဒါသူကစာစကလုံးတွေရွေးချယ်မှုအရန်ကောင်းတာဖြစ်ပါတယ်ဒါကြောင့်ဒီနေ့မှာတော့ဒေါ်ဒီမင်္ဂလာထေရီနဲ့မောင်နှမများကလည်းမတ်ဒီလူထဲမှာ30ဖြစ်ပါတယ်ချမ်းမြေကုံမိသားစုက10သိန်းဦးတင်အောင်ဒေါ်တင်တင်ဝင်းတို့အားရည်စူး၍မတ်တင်စာအောင်10သိန်းကိုစင်မိုးမမျိုးဤစာမိသားစုမော်လမြိုင်မြို့က10သိန်းဒေါ်ဖြူဖြူသမီးမတ်ချောကလျာချွေမိသားစုမြိုင်သာယာရက10သိန်းစသည်အပြင်မတ်ဒီလှူဒန်းပြီးတော့ဒီနေ့အပရိသတ်တွေကိုရင်အေးသွားအောင်ရေလှူဒန်းပေးတဲ့အလှူရှင်ကတော့ရဲမှုကြီးတင်စော်ထွန်းလူမှုရေးရာဝန်ကြီးဖြစ်ပါတယ်ဇနီးကဒေါ်မိုးမိုးခိုင်မိသားစုမောင်ငံရကနေပြီးတော့လှူဒန်းပေးတာဖြစ်ပါတယ်1000ဝန်းကျင်ရှိတဲ့တန်ဃာနဲ့သီလရှင်ဆရာလေးတွေအတွက်တန်ဃာတွေအတွက်အားလုံးအေးကိုလည်းပဲရဲမှုကြီးတင်စော်ထွန်းလူမှုရေးရာဝန်ကြီးဇနီးဒေါ်မိုးမိုးခိုင်မိသားစုတို့ကပဲမောင်ငံရက်ကပဲအားလုံးတညတာလုံးအေးနဲ့ရေတန့်တွေကိုတာဝန်ယူလူဒန်းသွားတာဖြစ်ပါတယ်ဒါကြောင့်ဘုန်းဘုန်းတို့ဆရာတော်ဘုရားကြီးကြွလာတဲ့အခါမှာလည်းပဲအခါတိုင်းလိုပဲတိပိဋကဒရဓမ္မဗန္ဓာဂါရိကဆရာတော်ဘုရားကြီးကြွလာတဲ့အခါမှာလည်းပဲအခါတိုင်းမေတ္တာပို့သသလိုပဲတိပိဋကဒရမောကျွန်းဆရာတော်လို့ရှေ့ရတက်ပြီးတော့မေတ္တာပို့သကြရမှာဖြစ်ပါတယ်တိပိဋကဒရဆရာတော်တွေများစွာထဲမှာဧရာဝတီတိုင်းကတိပိဋကဒရတပါးပဲရှိပါတယ်ဒါကြောင့်ဧရာဝတီတိုင်းမော်ကျွန်းမြို့ကိုဇာတိဘွားကိုမမေ့တဲ့အနေအချင်းဂုံဆောင်သောအဖြစ်မော်ကျွန်းဆရာတော်လို့ဆရာတော်ကိုယ်တိုင်အသုံးပြုထားတာဖြစ်ပါတယ်ဆရာတော်ဘုရားကျမ်းပေါင်းများစွာရေးသားပြီးတော့ထင်ပေါ်ကျော်ကြားပုဂ္ဂိုလ်များ1 2 3စသည်အပြင်ဆရာတော်ဘုရားကျမ်းတွေအများကြီးရေးသားထားတာဖြစ်ပါတယ်ဒါကြောင့်ဒီလိုဆရာတော်ဘုရားရဲ့ဉာဏ်တော်ကိုတို့တွေပူဇော်ခွင့်ရတယ်ဓမ္မဗန္ဓာဂါရိကတရားဗန္ဓာဆိုဆရာတော်ဘုရားများရဲ့တရားတွေကိုတို့တွေနာကြားခွင့်ရတော့မယ်ဒါတွေနာကြားခွင့်ရတာသည်အဘိဓိစ္စမြတ်စေရီဆရာတော်ဘုရားကြီးကိုအကြောင်းပြုပြီးတော့တို့တွေကောင်းမှုတွေနဲ့အလှတွေဝေစီနေကြတာလို့ဒီလိုမျိုးလေးနှလုံးသွင်းထားကြဖို့ဖြစ်ပါတယ်ကိုယ်စာတိကိုကိုယ့်ရဲ့မွန်ပြည်နယ်ကြီးကိုကုသိုလ်ကောင်းမှုတွေနဲ့တောက်ပအောင်ကြိုးစားနေကြတာဖြစ်ပါတယ်ဆရာတော်ဘုရားမွန်ပြည်နယ်ဇာတိဘွားဖြစ်တယ်လို့မွန်တိုင်းရင်းသားစစ်စစ်လည်းဖြစ်ပါတယ်ဒါကြောင့်ကြိုးဆိုရေးမှာလည်းပဲမွန်နေအလှည့်ကြဘလူးကျွန်းကမွန်နေအလှည့်ကြနဲ့စနစ်တကျလေးစီရီပြီးတော့ကြိုးစားအားထုတ်ပြီးတော့ဒီမှာညင်ညင်ညာညာလေးဒီလူတွေတွေ့ခွင့်ရအောင်ပင့်ဆောင်တဲ့အခမ်းအနားမျိုးကိုစနစ်တကျစီစဉ်တာဖြစ်ပါတယ်အဲဒီလိုစနစ်တကျစီစဉ်တဲ့အခါမှာလူတွေအမြင်မှာလူရှိရောက်ရင်တင့်တယ်ဖို့တနည်းအားဖြင့်အမြင်မှာဆိုရှယ်မီဒီယာတွေကတက်သွားရင်လည်းအမြင်တွေလှပစေဖို့အတွက်ဘုန်းဘုန်းတို့စာသင်တိုက်စာချဆရာတော်တွေမြတ်စီရဲ့တပည့်ကြီးတွေအားလုံးကဝိုင်းဝန်းပြီးတော့စနစ်တကျကျောင်းထဲမှာကြိုလေ့ကျင့်ရပါတယ်ကြိုပြီးတော့စောစောခေါ်ထားရပါတယ်စောစောခေါ်ပြီးတော့တရက်ခေါ်ရုံနဲ့မရပါဘူးဘာဖြစ်လို့လဲဆိုသူကတရက်နဲ့တရက်ရွာကပြောင်းသွားတဲ့အခါကျတော့လေလေ့ကျင့်မှုကအတက်ကပြန်စအဲဒီလိုမျိုးလေ့ကျင့်အလံကိုင်ပုံကစနစ်တကျဘလူကိုင်အကိုင်းချင်းသလိုကိုင်သွားလို့မရပါဘူးကြိုပြီးတော့လေ့ကျင့်နေတာဖြစ်ပါတယ်ကလေးတွေပြောတဲ့စကားနဲ့ပြောရင်ကွင်းနဲ့လျှောက်ပြီးကိုင်ရတာမပင်ပန်းဘူးတဲ့လေ့ကျင့်ရတာပူပင်ပန်းတယ်အခုလည်းအဲဒီလိုပဲဒီမှာကြိုတင်ပြီးတော့လေ့ကျင့်ပြီးတော့စနစ်တကျနဲ့မွန်တိုင်းရင်းသားများကရင်တိုင်းရင်းသားများကျိုးစုပူဇော်ကြတဲ့ပုံရိပ်တွေကို
ဖြစ်ပါတယ်ပြီးရင်မနေ့ဖြန်ညဆရာတော်ဘုရားကြီးရဲ့အဘိဓိစ္စဆရာတော်ဘုရားကြီးရဲ့ညမှာမနေ့ဖြန်ညကိုတော့အထူးအစီအစဉ်နေနဲ့နောင်တောင်းကဟိုပုံးမြို့နယ်နောင်တောင်းပရိသတ်အကြောင်းဆိုတာဆရာတော်ဘုရားရဲ့တပည့်အရင်ဖြစ်ပါတယ်အဲ့ဒီဆရာတော်ကသူ့ကျောင်းမှာကျောင်းသူကျောင်းသား3000ဝန်းကျင်တိရှိပါတယ်ဒါကြောင့်မွန်ပြည်နယ်ကလှူဒန်းလိုက်တဲ့ဆွမ်းတွေဖုံးပေးပြီးတော့တိုင်းပြည်အနှံ့မှာစွမ်းဆောင်နေကြတဲ့မြတ်စေရီရဲ့တပည့်စွမ်းဆောင်ခြင်းတွေအများကြီးရှိတယ်လို့အကျော်တွေလှိုင်နေတယ်လို့ဆိုလိုတာဖြစ်ပါတယ်ဒါကြောင့်အဲ့ဒီဆရာတော်ကမနေ့ပြန်ကြရင်သူတို့ပို့ရိုးရာမိကြလှဲ့လေပူဇော်ခြင်းအစီအစဉ်ပါပါတယ်အဲ့ဒီအစီအစဉ်ကိုလည်းဒီကွင်းကိုလှည့်ပြီးတော့ဒီပြိဿတ်တွေတရားမဟောခင်လေးသူတို့ရိုးရာမိကြလှဲ့ပူဇော်တယ်ဆိုတာလေးကိုလည်းထူးထူးခြားခြားမြင်ဝဲမျိုးမြင်ခွင့်ရမှာဖြစ်ပါတယ်အဲ့ဒါလည်းမနေ့ပြန်အထူးအစီအစဉ်ဖြစ်ပါတယ်မြတ်စီဆရာတော်ဘုရားကြီးရဲ့ရက်မှာပါအဲ့ဒီအထူးအစီအစဉ်ပြင်ဘုန်းဘုန်းတို့ဒီမှာတရားဝဲပြီးလို့ဆရာတော်ပြန်ကြွတဲ့အချိန်မှာစနစ်တကျတန်ခါထောင်ကျော်ကြွနေတဲ့အမြင်ကွင်းမျိုးဒီပြိဿတ်နဲ့ဒီအလေပြိဿတ်အလေကနေကြွနေတဲ့တန်ခါပုံရိပ်ကိုမျက်စိတဲကိုစွဲထင်စေစေနာဖြစ်ပါတယ်ဒါကြောင့်အဲ့ဒီပုံရိပ်ကိုမိမိတို့ကမေတ္တာပါဇက်ကဝစီကမေတ္တာထိုင်ပို့ရင်းနဲ့ဖူးတွေးခွင့်ရနေတဲ့ပုံရိပ်ကိုပြန်ကြွနေတဲ့အချိန်လေးမှာအားလုံးရစေချင်တာဖြစ်ပါတယ်အဲ့ဒီကုသိုလ်အနှစ်တွေကိုအလှလို့သဘောထားပြီးတော့စနစ်တကျလေးနဲ့အရယူသွားစေခြင်းနဲ့စိတ်စေတနာနဲ့ဘုန်းဘုန်းတို့စီစဉ်ထားတာဖြစ်ပါတယ်အဲ့ဒါဘာကြောင့်ရှင်းပြတာလဲဆိုတော့ကုသိုလ်ဒီလောက်အများကြီးတန်ဃာတွေတနေရာတဲ့ဖူးတွေးခွင့်ရဖို့တန်ဃာတွေစုလို့ရအောင်ပရိသတ်တွေဒီလောက်အများကြီးဒီလိုထိုင်ခိုင်းပြီးတော့ဒီလိုအလဲမှာကြွနေတဲ့ပုံရိပ်မေတ္တာပို့ခွင့်ရနေတဲ့ပုံရိပ်အဲ့ဒီလိုမျိုးလေးကိုမြင်စေခြင်းလို့ဖြစ်ပါတယ်ဒါကြောင့်တချို့ပရိသတ်ကဘုန်းဘုန်းတို့ရဲ့စိတ်စေတနာမသိတော့တချို့ကထသွားလို့ဖြစ်ပါတယ်မထပါနဲ့အဲ့ဒီပုံရိပ်ကိုဒီညကောင်းငင်ကနေပြီးတော့စနစ်တကျပုံရိပ်ကိုယူပါမယ်ရိုးရိုးမဖြစ်စေဖို့ကြိုတင်ပြီးတော့အသိပေးခြင်းဖြစ်ပါတယ်အခုတိပိဋကဒရမော်ကျွန်းဆရာတော်ဘုရားကြီးဓမ္မသနပလင်ကိုပင့်ဆောင်လာကြပြီဖြစ်တဲ့အတွက်ကြောင့်တို့သူတွေကလည်းပဲမေတ္တာပို့စားကြရအောင်ပါတိပိဋကမော်ကျွန်းဆရာတော်ဘေးရန်ကင်းပါစေကိုစင်ရဲ့ကင်းပါစေစိတ်စင်ရဲ့ကင်းပါစေကိုစိတ်နှဖျားကျမ်းမာစွာဖြင့်ချမ်းသာစွာဖြင့်သာသနာဝန်ကိုခန္ဓာဝန်ကိုလွယ်ကူစွာဆောင်ရွက်နိုင်ပါစေတိပိဋကမော်ကျွန်းဆရာတော်သက်တော်ရာကျော်ရှိပါစေတိပိဋကမော်ကျွန်းဆရာတော်ဘေးရန်ကင်းပါစေကိုစင်ရဲ့ကင်းပါစေစိတ်စင်ရဲ့ကင်းပါစေကိုစိတ်နှဖျားကျမ်းမာစွာဖြင့်ချမ်းသာစွာဖြင့်သာသနာဝန်ကိုခန္ဓာဝန်ကိုလွယ်ကူစွာဆောင်ရွက်နိုင်ပါစေတိပိဋကမော်ကျွန်းဆရာတော်သက်တော်ရာကျော်ရှိပါစေတိပိဋကမော်ကျွန်းဆရာတော်ဘေးရန်ကင်းပါစေကိုစင်ရဲ့ကင်းပါစေစိတ်စင်ရဲ့ကင်းပါစေကိုစိတ်နှဖျားကျမ်းမာစွာဖြင့်ခန္ဓာဝန်ကိုလွယ်ကူစွာ
ဆောင်ရွက်နိုင်ပါစေဒီပိဋကမောကျွန်းဆရာတော်သက်တော်ရာကျော်ရှိပါစေဒီပိဋကမောကျွန်းဆရာတော်ဘေးရန်ကင်းပါစေကိုယ်ဆင်းရဲကင်းပါစေစိတ်ဆင်းရဲကင်းပါစေကိုယ်စိတ်နှဖျားကျမ်းမာစွာဖြင့်ချမ်းသာစွာဖြင့်သာသနာဝန်ကိုခန္ဓာဝန်ကိုလွယ်ကူစွာဆောင်ရွက်နိုင်ပါစေဒီပိဋကမောကျွန်းဆရာတော်သက်တော်ရာကျော်ရှိပါစေဒီပိဋကမောကျွန်းဆရာတော်ဘေးရန်ကင်းပါစေကိုယ်ဆင်းရဲကင်းပါစေစိတ်ဆင်းရဲကင်းပါစေကိုယ်စိတ်နှဖျားကျမ်းမာစွာဖြင့်ချမ်းသာစွာဖြင့်သာသနာဝန်ကိုခန္ဓာဝန်ကိုလွယ်ကူစွာဆောင်ရွက်နိုင်ပါစေဒီပိဋကမောကျွန်းဆရာတော်သက်တော်ရာကျော်ရှိပါစေဒီပိဋကမောကျွန်းဆရာတော်ဘေးရန်ကင်းပါစေဒီပိဋကမောကျွန်းဆရာတော်သက်တော်ရာကျော်ရှိပါစေဒီပိဋကမောကျွန်းဆရာတော်ဘေးရန်ကင်းပါစေကိုယ်ဆင်းရဲကင်းပါစေစိတ်ဆင်းရဲကင်းပါစေကိုယ်စိတ်နှဖျားကျမ်းမာစွာဖြင့်ချမ်းသာစွာဖြင့်သာသနာဝန်ကိုခန္ဓာဝန်ကိုလွယ်ကူစွာဆောင်ရွက်နိုင်ပါစေဒီပိဋကမောကျွန်းဆရာတော်သက်တော်ရာကျော်ရှိပါစေဒီပိဋကမောကျွန်းဆရာတော်ဘေးရန်ကင်းပါစေကိုယ်ဆင်းရဲကင်းပါစေသာစွာဖြင့်ဒီပိဋကမောကျွန်းဆရာတော်သက်တော်ရာကျော်ရှိပါစေဒီပိဋကမောကျွန်းဆရာတော်ဘေးရန်ကင်းပါစေကိုယ်ဆင်းရဲကင်းပါစေစိတ်ဆင်းရဲကင်းပါစေကိုယ်စိတ်နှဖျားကျမ်းမာစွာဖြင့်ချမ်းသာစွာဖြင့်သာသနာဝန်ကိုခန္ဓာဝန်ကိုလွယ်ကူစွာဆောင်ရွက်နိုင်ပါစေဒီပိဋကမောကျွန်းဆရာတော်
သက်တော်ရာကျော်ရှိပါစေဒီပိဋကမောကျွန်းဆရာတော်ဘေးရန်ကင်းပါစေကိုယ်ဆင်းရဲကင်းပါစေစိတ်ဆင်းရဲကင်းပါစေကိုယ်စိတ်နှပြကျမ်းမာစွာဖြင့်ချမ်းသာစွာဖြင့်သာသနာဝန်ကိုခန္ဓာဝန်ကိုလွယ်ကူစွာဆောင်ရွက်နိုင်ပါစေဒီပိဋကမောကျွန်းဆရာတော်သက်တော်ရာကျော်ရှိပါစေဒီပိဋကမောကျွန်းဆရာတော်ဘေးရန်ကင်းပါစေကိုယ်ဆင်းရဲကင်းပါစေစိတ်ဆင်းရဲကင်းပါစေကိုယ်စိတ်နှပြကျမ်းမာစွာဖြင့်ချမ်းသာစွာဖြင့်သာသနာဝန်ကိုခန္ဓာဝန်ကိုလွယ်ကူစွာဆောင်ရွက်နိုင်ပါစေဒီပိဋကမောကျွန်းဆရာတော်သက်တော်ရာကျော်ရှိပါစေဒီပိဋကမောကျွန်းဆရာတော်သက်တော်ရာကျော်ရှိပါစေဒီပိဋကမောကျွန်းဆရာတော်သက်တော်ရာကျော်ရှိပါစေဒီပိဋကမောကျွန်းဆရာတော်သက်တော်ရာကျော်ရှိပါစေဒီပိဋကမောကျွန်းဆရာတော်သက်တော်ရာကျော်ရှိပါစေဖယားသာတိပိဋကဒရဓမ္မဗန္နာဂါရိကရွှေတုတိပိဋကဒရမောကျွန်းဆရာတော်ဘုရားကြီးဓမ္မသနပလင်မှာသရင်သုံးနေပြီဖြစ်တဲ့အတွက်ကြောင့်မွန်ပြည်နယ်ကတပိဋကဓမ္မများမွန်ပြည်နယ်ကစာသင်တိုင်းအသီးသီးကတန်ဃာတော်များစာသင်တိုင်းအသီးသီးကသီလရှင်ဆရာလေးများဒကာဒကာမများပြိဿ၄ပါးစုံညီစွာနဲ့တိပိဋကဒရရွှေတုမောကျွန်းဆရာတော်ဘုရားကြီးကိုဩဃာသကရော့ကျိုးဖြင့်ညင်ညာဖြဖြရွတ်ဆိုကရော့ကြပါကုန်စို့သူတော်ကောင်းပေါင်းတို့ကာယကံအကျိုးငါပထမဒုတိယဖျာတရားသံဃာယရဏမြတ်သုံးပါးတို့အားတရာကြီးညိုယိုသေးမြတ်နိုးလက်ဆောင်မိုး၍ရှိခိုးကြော့ကြရသောယရဏတရားဗနာမကောင်းမှုကုသိုလ်ကံစီရဏဗုဒ္ဓသာသနာတော်ကြီးကိုကြီးညိုလေးစားမြတ်နိုးကြပြီးလျင်ကျေးဇူးတရားအထူးအားဖြင့်သိနာလေကြသောဆရာတော်သံဃာတော်အရှင်မြတ်များနှင့်တကွတပိဒါယကနာယိကာမအပေါင်းသူတော်ကောင်းတို့ကမွန်ပြည်နယ်မော်လမြိုင်မြို့မြစေရီစာတင်တိုင်းမြစေရီဆရာတော်ဘုရားကြီးအဘိဓိဇမဟာရထဂုရုဂုဏဝိသိဋ္ဌဘူဇာမင်္ဂလာကိုအကြောင်းပြု၍ဂုဏဝိသိဋ္ဌဘူဇာမင်္ဂလာအထိမ်းအမှတ်အဖြစ်အဘိဓိဇဂုဏဘူဇာဓမ္မသဘင်ဆင်ကျင်းပ၍ဆရာတော်များဟောကြားချီးမြှင့်တော်မူသောတရားဒေသနာတော်များကိုနာကြားကြည်ညိုကြရသော
ဓမ္မတဝနာဘာဝနာကောင်းမှုကုသိုလ်ကံစေရနာတရားဒေသနာတော်ဟောကြားချီးမြှင့်တော်မူသောဆရာတော်များ၏နှလုံးအိမ်ဝဲဂိမ်းဝတ်တည်ရှိနေသောဗိရကသုံးပုံတရားတော်များကိုအာယုံပြု၍ဂုံပြုပူဇော်ကြီးညိုလှူဒန်းကြရသောတိပိဋကဒရဂုဏပူဇာပညာပူဇာဓမ္မပူဇာကောင်းမှုကုသိုလ်ကံစေရနာယခုဆောက်တည်နေလေဖြစ်သောတရဏဂုံသီလကောင်းမှုကုသိုလ်ကံစေရနာအဘိဓဇဂုဏပူဇာဓမ္မသဘင်အောင်မြင်စွာကျင်းပနိုင်၏အတွက်ကြားရောက်ရာဝေယဝိသကိစ္စအဝဝကိုဆောင်ရွက်လုပ်ကိုင်၍ကုသိုလ်ယူရရသောဝေယဝိသကုသိုလ်စေရနာဤသို့ပေါင်းအပ်များမြတ်သောကုသိုလ်စေရနာအယယတို့ကြောင့်မိမိတို့၏ကိုယ်တွင်ကိုယ်ပနှစ်ဌာနတို့၌ကြားရောက်ဆဲကြားရောက်လက်တန့်ဖြစ်သောဘေးခတ်သိမ်းရန်ခတ်သိမ်းအန္တရာယ်ခတ်သိမ်းကြောင့်ကြခတ်သိမ်းတို့ကင်းငြိမ်လွင့်ပြောင်းမကြရောက်ကြဂုံသီလာဖြစ်၍မိမိတို့လိုလားနှစ်သက်အပ်သောအသက်ရှည်ခြင်းအစဉ်လှခြင်းချမ်းသာကြီးခြင်းခွန်အားကြီးခြင်းဉာဏ်ပညာကြီးမားခြင်းဘုံတကူအာနုဘော်ကြီးမားခြင်းမရသေးသောသီလဂုံသမာဓိဂုံပညာဂုံနဲ့ယာရုဂုံသိမ့်စည်းစိမ်ချမ်းသာအဖျားဖျားတို့ကိုရအောင်ကြိုးစားအားထုတ်နိုင်ခြင်းရပြီးသောသီလဂုံသမာဓိဂုံပညာဂုံနဲ့ယာရုဂုံသိမ့်စည်းစိမ်ချမ်းသာအဖျားဖျားတို့လည်းပဲခိုင်မာမြဲမြံခြင်းတည်တံ့ခြင်းတိုးပွားခြင်းအစရှိသောကောင်းခြင်းမင်္ဂလာအဖျားဖျားတို့နှင့်တလုံးတဝရီပြည့်စုံကြပြီလျင်လောကုတ္တရာမေဉဏ်ဖိုးဉဏ်နိဗ္ဗာန်ရောက်ကြောင်းသူတော်ကောင်းတရားများကိုတနေ့တခြားတိုးပွားအောင်ကြိုးစားအားထုတ်နိုင်လွယ်ကြသည်ဖြစ်ကြပါစေအဟံဗန္တိတိတရဏိနသဟပင်စသီလံဓမ္မယာစာမိအနုဂဟံကတဝါသီလံဒေထမေဘန္တိဒုတိယံပိ